ဖြစ်ပေါ်တန်တာ၏တပုတ်ညနေခင်းကဆင်းမြေပြင်ပေါ်ကိုတိုက်ခတ်သွားတယ်။ရန်သူကိုအောင်နိုင်ခဲ့ပြီးပြီ။အတံမြင်နေတဲ့ကျင်းနှန်းကျိုးတွေကသတင်းဌာနတွေစီပေးပို့တယ်။အဲဒီနောက်ကဘာကြီးရဲ့တစ်ဖက်ဆုံးမှာအော်တန်တစ်ခုထွက်ပေါ်ခဲ့ပြီးကောင်းငင်ရဲ့အမိုးကုန်းကိုရိုက်ခွဲခဲ့တယ်။အယူချီပန်းပါဇက်တွေကပူတန်တစ်ခုဖိတ်ဆင်းလာတယ်။ပြီးတော့ကောင်းငင်မုံစီပြန်တက်သွားတယ်။အရက်မူးလို့ရိုင်းဆိုင်လို့ကျိန်စဲနှကမ်းပေါင်းတစ်ထောင်ဟာဖြူခွေးသွားတယ်။လက်ပေါင်းတစ်ထောင်ဟာပြင်းထန်တဲ့အမုန်းနဲ့လက်သီးဆုပ်ခဲ့ကြတယ်။ကဘာကြီးရဲ့တခြားတစ်ဖက်ဆုံးမှာတော့ပျော်ရွှင်မှုရဲ့အော်တန်တွေထွက်ပေါ်ခဲ့ပြီးကောင်းငင်ရဲ့အမိုးကုန်းကိုရိုက်ခွဲခဲ့တယ်။ပျော်ပွဲရွှင်ပွဲတွေအယူအမှုစကားတွေလွန်ကဲတဲ့ဝမ်းမြောက်မှုတွေသူတို့အဆုတ်တွေကိုဖြည့်ကြတယ်။သူတို့လွတ်လွတ်လပ်လပ်အသက်ရှူကြတယ်။နှကမ်းပေါင်းတစ်ထောင်ဟာဆူတောင်းအဟောင်းမှာစိတ်မသက်မသာရှိတယ်။လက်ပေါင်းတစ်ထောင်ဟာလက်အုပ်ချီထားတယ်။ဘာသာရေးကိုင်းဆိုင်တယ်။လုံခြုံတယ်။ပြီးတော့ကြေးနှန်းကျိုးတွေဟာညနာရီတွေကိုဖျက်သွားပြီးသချင်းဆိုခဲ့တယ်။သူတို့ပြုတ်ကျခဲ့တဲ့လေခွင်းထဲမှာလဲလျောင်းနေတဲ့လူတွေအကြောင်းနောက်တော့တငယ်ချင်းနဲ့ရန်သူကြားနောက်တစ်ခါတိတ်ဆိတ်သွားခဲ့တယ်။အမေတွေပဲငိုကြွေးခဲ့တယ်။ဟိုမှာဒီမှာဘာထော့ဘရက်မြန်မာပြန်ဆိုသူမိုးတစ်ဝေ